မင်္ဂလာပါရှင်အာ KIIB စာရွက်ထွန်း program ရဲ့စာကြောင်းဖြုံးကပဲဖြစ်ဖြစ်ဂျုံငန်းဖြုံးကပဲဖြစ်ဖြစ်ဂျုံဝက်ဖြုံးကပဲဖြစ်ဖြစ်ပေါ့နော်အထောက်အကူဖြစ်နိုင်တဲ့ဒီကိုရီးယားရဲ့ဟန်ကုတ်မွန်နာဝါဂျုံဘုံကိုရီးယားယဉ်ကျေးမှုနဲ့သတင်းချက်လက်ဆိုတဲ့ကဏ္ဍတွေကစာရွက်ထွန်း program ရဲ့စာတန်းက level 4စာအုပ်ထဲမှာပါတယ်ဟန်ကုတ်ရဲ့ကိုမင်းခွန်ကန်ဘုံအောင်ကျေသူဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးပါမယ်ကိုရီးယားဤကူမင်းဆိုတော့နိုင်ငံသားခေါင်းကန်းဘူဟွန်ကျမကြီးအာမကန်စနစ်လို့အဓိပ္ပာယ်ရပါတယ်။한국에서는ကိုရီးယားမှာတော့높은 병원비 때문에မြန်မာသောဆေးရုံစရိတ်စကားကြောင့်국민들이ပြည်သူတွေသည်심한 경제적 부담을 심하다 소요와ပြင်းထန်သော 경제적ကို ဘာသာပြန်တဲ့အခါမှာ စီးပွားရေးအရာလို့ ဘာသာပြန်လို့ရသလို ငွေကြေးအရာ 부담을 갖게 되는 것, 부담스러워디 고도리라는 윈도우 윈보 갖게 되는 것을 야지의 야고 방지하기 위하여 따시고 어떠한 건강고 국민건강보험 제도를 실시한다.နိုင်ငံသား ကျန်းမာရေး အာမခံစနစ်ကို ဆောင်ရွက်ထားပါသည်. စာမွေးမှာ များသောအားဖြင့် မေးတတ်တဲ့ မေးခွန်းသည် 국민건강보험 제도의 အကြောင်းပေါ့နော်. 국민건강보험 제도에 대해 아는 대로 알려주세요. သိထားတဲ့အတိုင်း ပြောပြပါဆိုရင် ဒီအကြောင်းအရာလေးပြောပြရမှာဖြစ်ပါတယ်. 이 제도는 이စနစ်သည် 국민들의ပြည်သူတွေက 평소에 보험료를 내고 남은 체인이마 아마간지 빼기 국민건강보험공단이 의료관리 및နိုင်ငံသား ကျန်းမာရေး အာမခံအဖွဲ့အစည်းက ဒါကို 관리, စီမံခန့်ခွဲခြင်း နှင့် 응용하다가 လုပ်ကိုင် ဆောင်ရွက်ရာကနေ 필요시 လိုအပ်တဲ့အခါ 보험급여를 အာမခံကြေး ပေးဆောင်မှုကို 제공하는 방식으로 ပေးသော ထောက်ပံ့ပေးသော နည်းလမ်း ပုံစံဖြင့် 응용된다, ဆောင်ရွက်ထားပါသည်. အဲ့တော့ဒီ ကျန်းမာရေး အာမခံနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းက ဘာလဲလို့မေးရင်တော့ 국민건강보험공단 ဖြစ်ပါတယ်. 국민건강보험은 ကျန်းမာရေး အာမခံသည် 국민 개개인의 의사에 관계없이 နိုင်ငံသား တစ်ယောက်ချင်းစီရဲ့ 의사ဆန္ဒပေါ်မှာ မသက်ဆိုင်ဘဲနဲ့ 관계없이 အဓိပ္ပာယ် သက်ဆိုင်ခြင်းမရှိ 국민 모두가 ပြည်သူအားလုံးက 개인 တစ်ဦးတစ်ယောက်ချင်း ဒါမှမဟုတ် 가족 단위로 မိသားစုအတိုင်းပေါ့နော် မိသားစုအတိုင်းအတာကနေပြီးတော့ 가입해서 စာရင်းထည့်ပြီး 일정한 보험료를 내야 하는 사회보험이다. သတ်မှတ်ထားတဲ့ အာမခံကြေးကို 내야 하는 ပေးဆောင်ရသော 사회보험 အမျိုးအစားဖြစ်ပါတယ်. လူ့အဖွဲ့အစည်း အာမခံဖြစ်ပါတယ်. ကိုရီးယားမှာ 사회보험 အမျိုးအစား 4ခုရှိပါတယ်. အဲ့ဒီထဲက 건강보험가 တစ်ခုဖြစ်ပါတယ်. 보험료는 아마간제디 소득이나 재산 등에 따라 다르지만 윙위 필시 소득과 윙위 재산과 반사이무 사람을 무디비로 에 따라 보 무디비 에리보 라이비로 다르지만 꿰벼빔에 가입자는 모두 똑같은 보험 서비스를 받는다. စာရင်းထည့်ထားတဲ့သူတွေကတော့အားလုံးတူညီသော အာမခံ service ဝန်ဆောင်မှုကို ရရှိပါသည်. ဒါလေးလည်းမှတ်ထားသင့်ပါတယ်. ဝင်ငွေများရင်များသလို အာမခံကြေးကမြင့်ပါတယ်. ဒါပေမဲ့ ပြန်ရတဲ့အခါမှာတော့ ဝန်ဆောင်မှုသည် ဘယ်သူပဲဖြစ်စေ တူညီသော ဝန်ဆောင်မှုကိုပဲရပါတယ်. ပတ်စံချမ်းသာနေလို့ ယာရုကြီးနေလို့ ဒါမျိုးမဟုတ်ဘူးနော်. ဝန်ဆောင်မှုရတဲ့အခါမှာ 똑같은 보험 서비스 ဖြစ်ပါတယ်. 국민건강보험에는နိုင်ငံသား ကျန်းမာရေး အာမခံမှာတော့ 외국인과 제보동포도 가입할 수 있다. နိုင်ငံခြားသားရော 제외동포ဆိုတာ နိုင်ငံခြားမှာပေါက်ဖွားကြီးပြင်းတဲ့ ကိုရီးယားလူမျိုးတွေလည်းပဲ 가입할 수 있다. စာရင်းထည့်လို့ရပါသည်. 체류 자격에 따라 နေထိုင်တဲ့အရည်အချင်း 체류 자격ဆိုတာသည် တနည်းအားဖြင့်ပြောရင် 비자လို့ပြောတာပါ. 비자 မျိုးစားပေါ်လိုက်ပြီးတော့ 비자 မျိုးစားပေါ်မူတည်ပြီး 다소 다르지만 다소의အဓိပ္ပာယ် အနည်းနဲ့အများ ခြားနားပေမဲ့ 대체로 အကြမ်းဖျင်းအားဖြင့်
한국에 6개월 이상 거주하는 경우 고려နိုင်ငံမှာ 6လ အထက် ဖြစ်ရပါမယ်ဒါလေးလည်းမှတ်ထားပေးပါ6လ အထက် နေထိုင်တဲ့အခါ 가입한 자격이 생기고 စာရင်းထည့်ရမယ့် အရည်အချင်းတွေ ပေါ်လာပြီး 외국인 등록을 한 후에နိုင်ငံခြားသား မှတ်ပုံတင်ခြင်း လုပ်ပြီးတဲ့နောက် 직장이나 지역에서 가입하시겠다. စာရင်းထည့်တဲ့အခါမှာ အမျိုးအစား 2မျိုး ရှိပါတယ်. လုပ်ငန်းခွင်ကနေ စာရင်းထည့်တာဖြစ်တဲ့အတွက်ကြောင့် 직장 ဒါမှမဟုတ်ရင် 지역ဆိုတော့ ဒေသကနေ စာရင်းထည့်ရင် 지역ပေါ့နော်. 가입하시겠다. စာရင်းထည့်လို့ရပါသည်. 6개월 이상 거주하지 않는 외국인이라도 6월အထက် မနေထိုင်သော နိုင်ငံခြားသား ဖြစ်သော်လည်းပဲ ဖြစ်လေပဲ 휴학이나 နိုင်ငံခြားပညာတော်သင်ဖြစ်စေ 결혼 등으로အိမ်ထောင်ပြုခြင်း စသည်ဖြင့် 6개월 이상 6월အထက် 거주할 것이 နေထိုင်မယ့်အရာက 확실한 경우에သေချာတဲ့အခါမှာတော့ 가입하시겠다. စာရင်းထည့်လို့ရပါသည်. အဲ့တော့ စာပွဲမှာအမေးများတာသည် 국민건강보험 제도가 ဘယ်လိုပုံစံနဲ့လုပ်ထားတာလဲပေါ့နော်. ဘာအတွက်လုပ်ထားတာလဲဆိုပြီးတော့မေးတတ်ပါတယ်. ဒါဆိုရင်တော့ 한국에서 높은 병원비 때문에 국민들이 심한 경제적 부담을 겪게 되는 것을 방지하기 위해 국민건강보험제도를 실시합니다. 인터뷰를 필요한 드리타야매체디 나서 소득리리오 밤니다 숲니다 리리네 성나 보비로 까마래. ပြီးတော့ရင် ဒီကျန်းမာရေးအာမခံကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းနာမည်လေး မှတ်ထားပါ. 국민건강보험공단 ဖြစ်ပါတယ်. ပြီးတော့ရင် စာရင်းထည့်တဲ့အခါမှာ 가입자ပေါ့နော်. 가입လုပ်တဲ့အခါမှာကျတော့ တယောက်ချင်းစီလည်းထည့်လို့ရသလို မိသားစုလိုက်ကြီး အကုန်လုံးလည်း 가입လုပ်လို့ရတယ် ဆိုတာလေး မှတ်ထားပါ. ပြီးတော့ရင်တော့ 보험료 အာမခံကြေးသည် ဝင်ငွေ소득이나 재산 ပိုင်ဆိုင်မှုတွေ အဲ့ဒီပေါ်မူတည်ပြီးတော့ 다르지만 ကွဲပြားပေမဲ့ ပြောချင်တာ ဝင်ငွေများရင် အာမခံသွင်းရတာ ပိုများတယ်ပေါ့နော်. ဒါပေမဲ့ ပြန်ရတဲ့အခါမှာတော့ တူညီသော ဝန်ဆောင်မှုဖြစ်ပါတယ်. 똑같은 보험 서비스 ဖြစ်ပါတယ်. ပြီးရင်နောက်ထပ်ဘယ်သူတွေထည့်လို့ရတော့ နိုင်ငံခြားသားရဲ့ 재외동포를ထည့်လို့ရပါတယ်. ဒါပေမဲ့ ကန့်သတ်ချက်တော့ရှိတယ်ပေါ့နော်. 조건이 있어요.ဘာလဲဆိုတော့ 6월အထက် ဖြစ်ရပါမယ်. စာရင်းထည့်တဲ့အခါမှာ 가입자 2မျိုးရှိပါတယ်. 직장 가입자. အလုပ်ကနေပြီးတော့ စာရင်းထည့်တာဆိုရင် 직장 가입자.ဒေသကနေ မြို့နယ် ရပ်ကွက်ကနေ စာရင်းထည့်တာဆိုရင်တော့ 지역 가입자 ဆိုပြီးတော့ 2မျိုးရှိပါတယ်. အဲ့တော့ ကိုယ့်ရဲ့အောက်ကနေပြီးတော့ မိသားစုတွေ ကိုယ့်ရဲ့အိမ်ထောင်ဖက် ကိုယ့်ရဲ့သားသမီး စာရင်းထည့်ထားတာဆိုရင် 피부양자လို့ခေါ်ပါတယ်.နံပါတ် 1 မေးခွန်း 국민건강보험제도는 어떤 제도입니까? လို့မေးပါတယ်. ဘယ်လိုစနစ်လဲလို့ မေးထားတာဖြစ်တဲ့အတွက်ကြောင့် ပထမဆုံးတစ်ချောင်းဖြစ်ပါတယ်.နံပါတ် 2 건강보험에 가입하시는 외국인의 자격 조건, နေထိုင်မှု 조건, လိုအပ်ချက်သည် ဘာဖြစ်ပါသလဲ? 한국에서 6개월 이상 거주해야 합니다. 코리아နိုင်ငံမှာ 6월အထက် နေထိုင်ရပါမယ်. 3번 여러 번 고향의 건강보험 제도를 소개해보세요. အဲ့တော့ သင်ရဲ့ မွေးရပ်မြေက ကျန်းမာရေးအာမခံစနစ်ကို မိတ်ဆက်ပေးကြည့်ပါဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ မဖြစ်မနေထည့်ရတာမျိုးတော့မရှိဘူးပေါ့နော်. သူတို့လို 사회보험 သူတို့နိုင်ငံမှာရှိတဲ့ 사회보험သည် မဖြစ်မနေထည့်ရတဲ့ အာမခံမျိုးပေါ့နော်. မြန်မာနိုင်ငံမှာကျတော့ ကုမ္ပဏီတွေနဲ့ပဲချိတ်ဆက်ပြီးတော့ ကိုယ့်ရဲ့ ဆန္ဒပေါ်မူတည်ပြီး ထည့်ရတာမျိုးရှိပါတယ်. အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် 사보험 လို့ခေါ်ပါတယ်. ကိုယ့်ရဲ့ ဆန္ဒအလျောက်ထည့်တာဖြစ်တဲ့အတွက်ကြောင့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒပေါ်မှာမူတည်ပြီး ထည့်တာဖြစ်တဲ့အတွက်ကြောင့် 사보험 လို့ခေါ်ပါတယ်. ဒီနေ့ရှင်းပြသွားတာလေးက ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးအာမခံစနစ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်တယ်. စာမေးပွဲတွေ ဖြောင်းကားတွေပေါ့နော်. စာဝေးထောက် program ကလုပ်တဲ့ဖြောင်းကားတွေမှာအမေးများတဲ့အကြောင်းအရာဖြစ်ပါတယ်ရှင်. အားလုံးပဲအကျိုးရှိတဲ့အကြောင်းအရာလေးဖြစ်ပါစေ.